ညံ့ညံ့လူကအမြဲတမ်းတိမ်ငယ်စိတ်နဲ့ဘိုးကြတယ်လောကကြီးမှာဘိုးကြတဲ့သူတွေကတိမ်ငယ်စိတ်ကြီးလေလေဘိုးကြစိုးမိုးလေတိမ်ငယ်စိတ်ကြီးလေလေထုတ်ထားလက်နဲ့ကိုကင်လေလေပဲတိမ်ငယ်စိတ်ကြီးလေလေနနထားကြီးတင်းထားလေဒါကြောင့် the best မဖြစ်တဲ့သူတွေကတိမ်ငယ်ပြီးတော့ဘိုးကြတယ်ဟုတ်တယ် the best ဖြစ်တဲ့သူတွေကတော့ကိုစွမ်းနိုင်သလားကိုညီပြီးတော့ကိုအမြဲတမ်းနှိမ့်ချပြီးတစ်ဖက်သားထံကနေလေ့လာတယ်ဒီလိုပဲခန်းညံ့ညံ့လူတွေကအတိတ်ထဲမှာရှိတဲ့အကြောင်းအရာတွေအာဃာတတွေနဲ့နေတိုင်းစဉ်းစားနေတာအတိတ်ရဲ့အာဃာတထဲမှာမထွက်တော့ဘူးကျွန်တော်တို့ဒီကောင်ကကိုလုံးဝဘယ်လိုလုပ်ခဲ့တာဘယ်အောင်မထွက်တော့ဘူးဒါညံပြင်းသွားတဲ့အကြောင်းအဲ့ဒါပဲအဲ့ဒီလိုမဟုတ်ဘူးလူတော်တွေကအတိတ်ထံကနေတင်ယူတယ်ခန်းညံ့ညံ့လူတွေကကိုတက်ချောင်းသိပ်ချွားတယ်